ခေါ်တယ်ဒီလိုနိုင်ငံကုန်းမောင်ခင်နေရအုံနောက်ယူစီအခုတော့ brain drain တော့မကဘူးလူတွေပါယူစီသွားနော် brain drain တော့ပညာရှင်တွေမကဘူးလုံသားတွေပါဆုံးရှုံးသွားအရင်တော့ပညာရှင်ဆုံးရှုံးတာအခုကလုံသားပါဆုံးရှုံးဒီလိုနိုင်ငံမှာ9 သန်းကျော်ပြီအခုလုံသားဆုံးရှုံးတာနိုင်ငံခြားမှာအလုံးလုံး9 သန်းအဲ့ဒါဒီတိုင်းပြည်ရဲ့လုံသားဆုံးရှုံးမှုပဲတပည့်6ပြရတာဒါတော့စုတယ်မှာမစုတဲ့ရင်အဲ့ဒီလူတွေဟိုမှာသားဟိုမှာရရသားသားပဲဒီလိုတို့ညင်ရဟိုမှာလည်းရရသားသားပဲဒီမှာလည်းရရသားသားပဲဆုံးရှုံးတာတိုင်းပြည်ကတန်ဖိုးဖြတ်လို့မရလူသားရင်းမြစ်တွေအများကြီးဆုံးရှုံးတယ်ထားတော့အဲ့ဒီမှာအဲ့ကုန်းမောက်ခင်းတယ်လို့ဆိုအဲ့ဒီခက်ကမေဂျီဘီဂျပန်မှာမေဂျီရီဖောင်းဂျပန်ကိုအခုလို့ဂျပန်ရဲ့လို့လူသူဖြစ်လာဂျပန်အရင်တော့ဒီမျိုးနိုင်ငံတဲ့သို့တယ်ခေါ်တာဒီနင်ဂျာတွေနဲ့တော်ဟာတွေနဲ့တောက်လျှောက်သူတို့လည်းတွေးတဲ့နေရာသတ်တယ်တရွာတမင်းပဲနောက်အဲ့ဒါမေဂျီဘင်းလက်ထက်ကျတော့ဒါပြောင်းမယ်ဒီတွေးခေါ်တွေပြောင်းမယ်မေဂျီရီဖောင်းခြေကဥပဒေကိုပြင်အောင်မကဘူးအသိရေးဆွဲတယ်အသိရေးဆွဲပြီးတဲ့အခါကျတော့နိုင်ငံခြားကိုပညာတော်တင်430ကျော်လွတ်တယ်အကုန်ပြန်ရောက်လာတယ်ဗျဘယ်လောက်ထိရရင်တော့ဂျပန်ကပုလို့မပြောဘူးလားနောက်အမျိုးသမီးတွေရောပါတယ်အဲ့ဒါသူများနိုင်ငံကမျိုးကောင်းအရာမောင်းရောညံသူမြင်းတဲ့သူတွေနဲ့အတူတူနေလားသူ့နိုင်ငံပြန်မွေးတယ်အဲ့ဒါလောက်ထိကိုအနစ်နာခံခဲ့တာဂျပန်မတွေကလည်းအခုဂျပန်မော့အကြည့်နေရတာအရှင်မြတ်ဒီပြည်တော်တို့ပြန်ကုန်ကြည့်သွားပြီနော်ဘယ်ဘက်ကိုကြည့်မလဲကဘာမှာဆိုရင်အဆင့်4လောက်ရှိချမ်းသာကြွယ်ဝမှုဟုတ်ပြီလားဗျာနော်အာရှမှာနံပါတ်1ပဲအဲ့ဒါဆိုဂျပန်နိုင်ငံရဲ့စာကြည့်တိုက်ကြီးခုနတက္ကသိုလ်စာကြည့်တိုက်ဒါသူ့ရဲ့အမျိုးသားစာကြည့်တိုက်ဒီစာကြည့်တိုက်ကြီးကြည့်ပါအောင်ဗျာ Library Hotel in New York City အမေရိကန်မှာရှိတယ်နယူးယောက်မှာရှိတယ်ဟိုတယ်စာကြည့်တိုက်တယ်ဟာဟုတ်နေတယ်ဒီလိုနိုင်ငံဟိုတယ်စာကြည့်တိုက်ကပါဟိုတယ်စာကြည့်တိုက်တော့မရှိဟန်းငန်းပဲရှိမိမလိုချင်လားဆေးလိုချင်လားအဲ့ဒါပဲရစာအုပ်ကတော့မရအဆင့်အတန်းဆိုအဲ့ဒါဗျာအဆင့်တန်းဆိုအလကားနေကွာတော့တာမဟုတ်ဘူးဒီလိုနိုင်ငံနေရာတိုင်းဖွန်ကြောင်ဖို့ပဲကြည်နေကြဟုတ်တယ်မလားအပျော်ပါလောက်ပဲကြည်နေတယ်လူများနိုင်ငံကြည်ဟိုတယ်စာကြည့်တိုက်တယ်လူကအဆင့်ကွာတော့ကွာတယ်ဆိုပြီးအဆင့်ကွာတဲ့သူမနာလို့တယ်ဗျာအဲ့ဒါမသိရပြီကိုကြတော့အဆင့်မိအောင်မနေဘူးလူလူသိပ်ပေါအောင်မနေကြဘူးနော်အဲ့ဒီလိုဘုန်းကြီးတွေရောလူတွေပြင်းစရာတွေပေါ့ဗျာဟုတ်ဘူးလားဗျာနော်ဒီလိုပြောတာကြမ်းလားဗျာဟိုပြေးသေးခြင်းလို့တပည့်တော်ကမခံကျင်ဘူးဒီဘုန်းကြီးတွေကိုတန်းတိတ်နေတယ်ဆိုတဲ့ဟာကိုအမြင်ကိုမခံကျင်တာမခံကျင်ဘူးဒီလိုကြိုးစားတပည့်တော်လည်းကြိုးစားတယ်နော်ကြိုးစားတယ်အခုဒါပြီးဒီတော့စာကြီးတဲ့ဟောပြောပွဲအဲ့ဒါပြီးတော့ပြင်ဦးလည်းမှ3ခုဟောပြောပွဲလက်ခံထားတယ်ပါတယ်တော့ဗျာအမျိုးသားစာကြီးတဲ့စင်ကာပူတပည့်တော်အကြောင်းအဲ့ဒီမှာတပည့်တော်4 နာရီ 5 နာရီလောက်ကြာ18တက်ရှိအပေါ်ဆုံး3တက်အပေါ်ဆုံးဒီရောက်2 ဘီလီယံကျော်အကုန်ခံပြီးစောက်ခဲ့တာမျိုးသားတဲ့စင်ကာပူမှာရက်ကွက်တစ်ခုဆိုစာကြီးတက်ကအနည်းဆုံး2 လုံး 3 လုံးရှိတယ်ဒါအမျိုးသားစာကြီးတက်ကြီးအလဲကောင်မှကျဝင်သွားတာနဲ့ကော်ဖီပါအလဲကောင်မှပန်းချန်ကြီးနဲ့ဟောကော်ဖီနဲ့လေးတင်းတော့ကာဖေနဲ့ရတဲ့အခါကျတော့လူကသူကမှတ်ညံကောင်းနေတဲ့ဒါကြောင့်သူတို့စာကြီးတက်ကြီးတွေမှာကော်ဖီပါအများတန်းရှိမတော့ရရင်တော့ကာဖေအနှံ့ကလူကိုစိတ်ရွှင်သေးတယ်တဲ့အသိဉာဏ်ပွင့်သေးတယ်တဲ့ရွှင်သေးတယ်ပေါ့ဗျာနော်လမ်းသေးတယ်ပေါ့အာပိုးဆူဆိုင်နေတယ်ပေါ့အဲ့ဒီဘောနဲ့သူတို့ကပွင့်တာဆိုအောက်ဆုံးထက်ကမြေအောက်3 တက်ရှိတယ်အဲ့ဒါ Charon Library သူစင်ကာပူရဲ့သမိုင်းကြောင်းကိုအဲ့စာကြည့်လိုက်ရအလေကြီးထဲမှာတခါနာရေးထားတာဒီကပတ်ဖတ်တနားရီလောက်ကြာဩတော်ကြိုးစားခဲ့တာပဲဒီလူတွေတော်ကြိုးစားခဲ့တာပဲလီကွမ်ယူစာကြည့်လိုက်ရုရှားနိုင်ငံရဲ့စာကြည့်လိုက် USSR လက်ထက်နေကဆောက်ခဲ့တဲ့ဟာပေါ့မော်စကိုမှာရှိလေအမျိုးသားစာကြည့်တဲ့ရုရှားအဆောက်အဦဒီလိုအဆောက်အဦတွေ9 ဧကရှိဝင်းတော့မပြောနဲ့တော့အဆောက်အဦတက်တဲ့9 ဧကရှိကြောက်တုံးနေနဲ့ဆောက်တာတခါနာကြီးပါတယ်တော့ City Library Germany ဒါမြို့စာကြည့်လိုက်ပဲရှိသေးတယ်နိုင်ငံကိုစားပြုတဲ့စာကြည့်တယ်မဟုတ်သေးဘူး Germany ပါတယ်တော့ Brazil စာကြည့်လိုက်ဒီမှာ BRICS မှာလည်းဆရာပဲနော်လူလဲ G20 ကမ္ဘာအချမ်းသာကြွယ်ဝဆုံးစက်မှုထိပ်သီးနိုင်ငံ20ထဲမှာပါတယ်အားလုံးဗျာအမျိုးသားစာကြည့်တာ Israel လူရေတကဘာလုံး9 သန်းရှိတယ် Israel